အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက် e-sport လောကမှာတော်တော်လေးကိုကြရက်ထပ်သွားတဲ့သတင်းတစ်ခုကတော့ Vietnam မှာကျင်းပဖို့ရှိခဲ့တဲ့ SCA e-sport Nation Cup ပွဲကြီးပြတ်သွားတာပဲဖြစ်ပါတယ်အရှေ့တောင်အာရှနဲ့နိုင်ငံစုံအသင်းတွေစောင့်မျှော်နေတဲ့ပွဲကြီးကဘာလို့ရုတ်တရက်ကြီးဖြတ်သိမ်းလိုက်ရတာလဲတကယ်ပဲဖုံးနေမကောင်းလို့လားအသင်းစိတ်ကိုအတူတူကြည့်လိုက်ရအောင်ဒီပြိုင်ပွဲဟာ Vietnam ကဦးစီးကျင်းပတာဖြစ်ပြီး PUBG အပါအဝင်ဂိမ်းမျိုးစားတော်တော်များများပါဝင်ကိုရှိခဲ့တာပါဒါပေမဲ့ပြိုင်ပွဲစခါနီးမှာပဲနီးပညာပိုင်းဆိုင်ရာပြဿနာတွေအကြီးအကျယ်တက်ခဲ့ပါတယ်ကစားသမားတွေကိုပေးသုံးတဲ့ဖုန်းတွေဟာ e-sport လည်းပြိုင်ပွဲတစ်ခုအတွက်လုံလောက်တဲ့ performance မရှိရ frame drop ထတာနဲ့ဖုန်းပူတာတွေထိခဲ့တယ်လို့သတင်းတွေထွက်လာပါတယ်အထူးသဖြင့်မြန်မာနိုင်ငံနဲ့တခြားနိုင်ငံကလာရောက်ရှင်းပြိုင်တဲ့ကစားသမားတွေဟာဒီဖုန်းတွေငယ်ဆော့ပါတာအဆင်မပြေကြောင်းထုတ်ဖော်ပြောဆိုခဲ့ကြပါတယ် professional ပွဲတစ်ခုမှာဖုန်းကအထက်ပဲလိကစားသမားတွေရဲ့အရေးချင်းကိုအပြည့်အဝမပြနိုင်မဲ့ device မျိုးနဲ့ပြိုင်ခိုင်းတာကတရားမျှတမှုမရှိဘူးဆိုပြီးဝေဖန်မှုတွေအများကြီးထွက်ပေါ်ခဲ့ပါတယ်မှန်တယ်ဖုန်းတွေစောင့်နေရလားမသိသူတို့အဲ့ဖုန်းကိုပဲတော်ပြီးကြည့်ပြီးတော့ခုနတော်ပြင်နေရများတယ်ဆော်လေးခုနပြီးတော့မာနဲ့တင်ထားရတယ်နင်တို့ပြောသလို30 fps ပဲရတယ်ဆိုအဲ့လောက်ကြီးစုပ်တဲ့ဖုန်းနဲ့ကြတာဘလားအပြည့်ရရ30တဲ့30နဲ့ဘယ်လိုစောမှာလဲလို့ဖုန်းဘယ်ဖုန်းစုပ်ကြီးလဲမသိသူတို့ပြောတာပဲ30 fps ဆိုပြောတာဒီကိစ္စနဲ့ပတ်သက်ပြီးပြည်ထက်တွေကြားမှာတော်တော်လေးဒေါသထွက်နေကြပါတယ်နိုင်ငံတကာကနေလာရောက်ရတဲ့အသင်းတွေအတွက်အချိန်နဲ့ငွေကြေးအလားထဖိခဲ့ရပါတယ် SCA လည်းပဲပွဲတစ်ခုကိုဒီလောက်အထိအားနည်းတဲ့စီဇန်မှုမျိုးနဲ့လုပ်ခဲ့တဲ့အပေါ် Vietnam ပွဲစီဇန်သူတွေကိုပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်ကဲတကယ်ချင်းတို့တော့ဘယ်လိုထင်လဲအခုလိုဖုံးမကောင်းလို့ပွဲကြီးတစ်ခုလုံးပြတ်သွားတာဟာ e-sport လောကအတွက်ဘယ်လောက်ထိထိခိုက်စေလဲမြန်မာအသင်းတွေအတွက်ရောမြင်မိုးဖို့မကောင်းဘူးလားအောက်က comment မှာဆွေးနွေးသွားကြပါဦးအခုလို e-sport သတင်းတွေကိုမျက်ခြေမပြတ်ချင်နေလို့ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်